ရှေးအခါကအေယာဝတီမြစ်ကြီးရဲ့မြစ်ကွေ့တစ်ခုမှာငမိုးရိပ်လို့ခေါ်တဲ့အလွန်နဲ့ဆိုင်ပြီးရေစီးကျန်းတဲ့အင်းကြီးတစ်ခုရှိပါတယ်။အဲ့ဒီအင်းကြီးရဲ့ဘေးပတ်လဲမှာတော့လူသူမနီးတဲ့တောနက်ကြီးတွေဖုံးလွှမ်းနေတာပေါ့။အဲ့ဒီတောထဲမှာမုတ်ဆိုးငွေဆိုတဲ့နမဲကျော်မုတ်ဆိုးတစ်ယောက်ရှိပါတယ်။သူဟာသားကောင်ကိုတစ်ချက်သေးနဲ့အသေးပြစ်နိုင်တဲ့လက်ဖြောက်မုတ်ဆိုးကြီးဖြစ်တယ်လို့တောတောင်ရဲ့အမူအရာကိုလည်းအလွန်ကျွမ်းကျင်သူပါ။ဒါပေမဲ့မုတ်ဆိုးငွေမှာလူမသိတဲ့လောဘတစ်ခုရှိပါတယ်။အဲ့ဒါကတော့သူဟာတာမန်သားကောင်တွေကိုမပြစ်ပဲ။တောဆောင်နှက်တွေရဲ့အချစ်တော်လို့ယူဆရတဲ့ဖြူစွတ်နေတဲ့တောစင်ရိုင်းကြီးကိုပဲလိုက်လံရှာဖွေနေတာပါ။အဲ့ဒီစင်ဖြူကြီးရဲ့အဆွဲကိုရရင်သူဟာတစ်သက်လုံးချမ်းသာတော့မယ်ဆိုတဲ့လောဘဇောကသူ့ကိုဖုံးလွှမ်းနေခဲ့တာပေါ့။သူ့အဖိုးဖြစ်သူမုတ်ဆိုးဟောင်းကြီးကငမိုးရိပ်တော်တွေကစင်ဖြူကိုမပြစ်နဲ့အဲ့ဒါတောပိုင်နဲ့ပိုင်လို့မှားခဲ့ပေမဲ့လောဘရှိတက်နေတဲ့မုတ်ဆိုးငွေကတော့နားမထောင်ခဲ့ပါဘူး။လာပြညတညမှာတော့မုတ်ဆိုးငွေဟာငမိုးရိပ်အင်းဘေးကညောင်ပင်အိုကြီးတပင်ပေါ်မှာကင်းပုံးဝတ်နေခဲ့ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လွန်းလို့ကိုယ်နှလုံးခုန်တန်ကိုတောင်ကိုပြန်ကြားနေရတဲ့အထိပါပဲ။တရွက်လှုပ်ခတ်တန်ကအစနားထဲမှာကျဲလောင်နေပါတယ်အဲ့ဒီအချိန်မှာပဲငိမ့်သက်နေတဲ့မြည်ရည်ပြင်ထဲကနေပြုံးဆိုတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်တစုံတစ်ယောက်ကရေအောက်ကနေရုတ်တရက်တက်လာသလိုအတန်မျိုးပေါ့မုတ်ဆိုးငွေဟာအသက်ကိုအောင်တနက်ကိုကြစ်ပါအောင်စုပ်ကင်ပြီးမြေကမ်းဆက်ကိုကြည့်လိုက်ပါတယ်လာရောင်အောက်မှာမြင်လိုက်ရတာကတော့စင်ဖြူကြီးမဟုတ်ပါဘူးခါလောက်အထိရှည်လျားတဲ့သပင်အမဲကြီးတွေနဲ့မျက်နှာတစ်ခုလုံးသွေးမရှိသလိုဖြူဖြော့နေတဲ့အမျိုးသမီးတစ်ယောက်ဟာရေထဲကနေတဖြည်းဖြည်းချင်းကုန်းပေါ်ကိုတက်လာတာပါသူမရဲ့အသားအရည်ဟာရေဆိုနေတာတောင်လာရောင်အောက်မှာစိတ်ကက်ကက်နဲ့ထူးဆန်းတဲ့ဖြူရောင်ရည်ကြည်တွေဖုံးနေသလိုပါပဲသူမဟာညောင်ပင်အိုကြီးရှိရာကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတယ်ထူးဆန်းတာကသူမခြေလမ်းတိုင်းမှာမြေကြီးပေါ်ကတရွက်6တွေဟာနင်းချေခံရတဲ့မထွက်ပါဘူးလေထဲမှာဝဲနေတယ်လို့မျိုးပေါ့မုတ်ဆိုးငွေရဲ့နှလုံးခုန်တန်တွေဟာမြန်လာပါတယ်အဲ့ဒီအမျိုးသမီးဟာညောင်ပင်ကြီးအောက်မှာရက်လိုက်ပြီးတောအုပ်ကြီးဘက်ကိုလှည့်ကကြောက်မက်ဖွယ်ကောင်းတဲ့လူတန်နဲ့မတူတဲ့အကွဲအတန်ကြီးနဲ့အော်ဟစ်လိုက်ပါတယ်ငါပိုင်တဲ့ထဲကိုလောဘဇောနဲ့လာတဲ့သူဘသူမဆိုဒီညအိမ်ပြန်လန်းပျောက်စေရမယ်တဲ့မုတ်ဆိုးငွေဟာကြောက်လန့်တကြားနဲ့တစ်ကိုင်းကြားကနေငုံကြည့်နေတော့သူ့ရဲ့နောက်ကျောဘက်တစ်ကိုင်းပေါ်ကနေဟီးဆိုတဲ့ခြောက်ချားပွေရာရေတံကြီးတစ်ခုကိုကြားလိုက်ရပြန်တဲ့မုတ်ဆိုးငွေရဲ့တကူလုံးအေးဆက်တောင်တင်းသွားပါတယ်သူဖြည်းဖြည်းချင်းလေပင်ကိုလှည့်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးနဲ့3 လက်မလောက်အကွာမှာတင်မြင်လိုက်ရတာကတော့လူတကူလုံးအမွှေးမြင်တွေဖုံးလွှမ်းနေပြီးမျက်လုံးအိမ်ထဲမှာမျက်စံမရှိဘဲသွေးရောင်တောက်နေတဲ့တစ်ပင်ဆောင်ဘီလူးတကောင်ဖြစ်နေပါတယ်။အဲ့ဒီတတဝါကြီးဟာမုတ်ဆိုးငွေရဲ့ပခုံးပေါ်ကိုသူ့ရဲ့လက်သေးရှည်ကြီးတွေနဲ့အုပ်ကင်လိုက်ပါတယ်မင်း။ငါရဲ့အပင်ပေါ်မှာဘာလာလောက်တာလဲလို့မေးလိုက်တဲ့အတန်ကနားစီထဲမှာဘုံပေါက်သလိုဟိမ့်ထွက်သွားတာပဲ။မုတ်ဆိုးငွေဟာတနက်ကိုမြှောက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်တွေကကြောက်ရွံ့လိုခဲနေပြီးလှုပ်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအောက်ကရေထဲကတက်လာတဲ့အမျိုးသမီးကမောကြည့်ပြီးသူ့ကိုမတက်နဲ့အောင်။သူ့စီမှာငါတို့လိုချင်တဲ့အရာပါလာတယ်လို့ပြောလိုက်ပါတယ်။သူမရဲ့မျက်လုံးတွေကမုတ်ဆိုးငွေရဲ့လက်ကကြောက်စိမ့်လက်စွပ်စီကိုစိုက်ကြည့်နေတာပါ။အဲ့ဒီလက်စွပ်ဟာမုတ်ဆိုးငွေရဲ့အဖိုးပေးခဲ့တဲ့အမွေဖြစ်ပြီးအမောင်ထဲမှာစိမ့်ဖန့်အယောင်လေးထွက်နေတာကိုသူသတိထားမိလိုက်ပါတယ်။မင်းရဲ့လက်စွပ်ကိုငါ့ကိုပေး။ဒါဆိုရင်မင်းကိုငါတို့ပြန်လွှတ်ပေးမယ်လို့အမျိုးသမီးကပြောလိုက်ပါတယ်။ဒါပေမဲ့မုတ်ဆိုးငွေဟာအဖိုးဖြစ်သူရဲ့မှားတမ်းကိုသတိရသွားပါတယ်။ဒီလက်စွပ်ကိုလက်ကဘယ်တော့မှမချွတ်နဲ့ချွတ်လိုက်တာနဲ့မင်းရဲ့အသက်ကိုဝိညာဉ်တွေကနှုတ်ယူသွားလိမ့်မယ်တဲ့။မုတ်ဆိုးငွေဟာမပေးနိုင်ဘူးလို့အော်ဟစ်လိုက်တဲ့အချိန်မှာပဲတစ်ပင်ပေါ်ကတတဝါကြီးကသူ့ကိုအပင်ပေါ်ကနေတွန်းချလိုက်ပါတော့တယ်မုတ်ဆိုးငွေဟာအရှိန်နဲ့ပြုတ်ကျသွားပြီးခေါင်းနဲ့မြေကြီးဆောက်မိကသတိလစ်သွားခဲ့ပါတယ်သူပြန်နိုးလာတဲ့အခါမှာတော့သူဟာညောင်ပင်အောက်မှာမဟုတ်တော့ပဲပတ်လည်မှာမြူနှင်းတွေဖုံးလွှမ်းနေတဲ့ထူးဆန်းတဲ့ရွာဟောင်းပြက်ကြီးတစ်ခုရဲ့အလဲကိုရောက်နေပါတော့တယ်